အဲ့ဒါတော့အိမ်ဆောက်ဖို့အင်ဂျင်နီယာနဲ့ကျွန်တော်တိုင်မယ်တော့ဆရာတဲ့အခုကလည်းခက်တာဘိလမီကအတုတွေပေါ်တယ်တဲ့ဟုတ်ပါတော့အစ်စ်ဝယ်ရမှာပေါ့ဗျာအဲ့တော့ပါကိကလည်းအတုရှိတယ်ဆရာဟွန်းအဲ့တော့မှန်ကြပဲအကောင်းမှန်လည်းအတုတွေပေါ်နေတော့ဆရာဟမ်တော့ခမရအင်ဂျင်နီယာလက်မှတ်ကအတုလားစစ်လားမေးရသေးတယ်အကုန်အတုကြီးပဲနော်ထားလိုက်တော့တရားသီးကအတုတယ်ဘဲဥကအတုတယ်အိမ်ကခင်ထူထောင်တစ်ခါစမ်းကြည့်ရတယ်တရားသီးလားဘဲဥလားအမတော်သေးတယ်သူကတော့အတုတော့အတုဝတ်မုံရွှေအတုတော်သေးတယ်အဲ့ဒီတခုတော့ထားပါတော့စသားကြောက်ဆိုလို့ဝယ်ကြည့်တော့တခြားမေးတော့မှကျွဲသားကြောက်တယ်နာမည်ပြောင်းလိုက်ရင်ကိုစိတ်သားလို့သဘောထားလိုက်ရင်ပြီးပါတယ်ဆရာရဲ့တဲ့ဟုတ်သားပဲအဲ့ဒါလေစသားကြောက်တယ်အမလီမနေ့ကအသားပြားအတုတယ် Facebook မှာသူများနိုင်ငံကလွှင့်လာကိုကြည့်တော့မှအမလီပုပ်တင်ညူတွေရောမွေတွေရောကြွက်တွေရောဖားတွေရောဒီကောင်တွေရောကြိတ်ထားတာသိကောင်းတာပဲ